ဇလန်သည်တငယ်ချင်းများထိုင်းနိုင်ငံတွင်ပြန်လည်ဆုံတွေ့ကြရာမှစတင်သည့်သူတို့စီးရန်ရည်ရွယ်ထားသောလှေမှထွက်ခွာသွားပြီးဖြစ်နေသည်မတ်ကဂျိမ်းစ်နှင့်ဆာရာကိုအခြားလှေတစ်စီးစီသို့အမြန်သွားရန်တွန်းအားပေးသည်မတ်ကလှေသမားကိုအခြားခီးသွားများကိုဖယ်ရှားပေးရန်ပြောဆိုရာလှေသမားကသူတို့အားပျော်ရွှင်ပွဲရေခီးတစ်ခုပေးမည်ဟုကတိပေးသည်စိတ်ကန်းဤတွင်ရိုင်းဆိုင်သောမြောက်တကောင်ရုတ်တရက်ပေါ်လာပြီးအုပ်စုကိုလမ်းဖြန့်စေသည်မြောက်ကဟစ်အော်ပြီးနောက်ဆုံးတွင်ပြေးထွက်သွားသည်ထို့နောက်တငယ်ချင်းများလှေပေါ်တက်ကအတူတကွပျော်ရွှင်စွာအောင်ပွဲခံကြသည်ဆာယာကရေကူးဝစ်စုံကုမ္ပဏီတစ်ခုမှအလုပ်ကိုင်မှန်တကယ်ကန့်လန့်လာကြောင်းပြောပြသည်မတ်ကဒီခီးတွေဘဝတွင်တစ်ခါသာရနိုင်မည့်အခွင့်အရေးဟုဆိုသည်မတ်ကဆာရာကိုရေကူးသွားရန်ပြောပြီးသူမကတော့ flip cup ဂိမ်းကစားနေသည်ထိုအချိန်တွင်လှေ၏အင်ဂျင်ရုတ်တရက်ဆက်နိုးပြီးဆာရာကရေထဲတွင်ရှိနေဆဲဖြစ်သည်ဆာရာကလှေကိုပြန်လာရန်အော်ခေါ်တော်လဲလှေပေါ်ရှိမည်သူမျှသူမကြံရစ်ခဲ့ကြောင်းသတိမထားမိကြရေပြင်ကျဲလဲတွင်တယောက်တည်းကြံခဲ့သောဆာရာသည်ရုတ်တရက်နာကျင်မှုကိုခံစားရသည်ဂျယ်လီငါအုပ်ကြီးကသူမကိုအကြိမ်ကြိမ်ကြိုက်ခဲ့သဖြင့်ခနာကိုတစ်လျှောက်နာကျင်စွာခံစားရသည်နောက်ဆုံးတွင်တငယ်ချင်းများကဆာရာပြောက်နေကြောင်းသိရှိပြီးလှေကိုရက်ကသူမကိုရေထဲမှဆွဲတင်ကြသည်အက်ဒရီယန်ကသူမပြောက်နေသည်ကိုလုံးဝမသတိထားမိခဲ့ကြောင်းတောင်းပန်သည်ဆာရာ၏ကိုပေါ်တွင်ဂျယ်လီငါကြိုက်ထားသောအနီရောင်အဖုပိတ်များပြန့်နှံ့နေသည်ဆာရာကသူမ၏ကွယ်လွန်သွားသောဖခင်ကိုတွေးမိနေသောကြောင့်စိတ်ရှုပ်နေကြောင်းဝန်ခံသည်ဂျိမ်းစ်ကလိုင်ကူခီးကိုမသွားတော့ဘဲနေခြင်းလင်ရတယ်ဟုပြောတော်လဲဆာရာကမနက်ဖြန် Devil's Most လိုင်ကူတို့ဖခင်အတွက်သွားမည်ဟုအခိုင်အမာပြောသည်သူမကဖခင်ကွယ်လွန်ပြီးနောက်ကျောင်းဆက်တက်နိုင်အောင်ကူညီပေးခဲ့သူမှာမတ်ဖြစ်ကြောင်းပြောသည်ဆာရာကမင်းနဲ့ငါဂျယ်ရီမီးငိမ့်သွားတဲ့အထိအတူရှိမယ်ဟုပြောသည်သူမကအရေးပေါ်အတွက်အမြဲအစားအစာယူလာတတ်ကြောင်းဒါဟာကင်းထောက်ဘဝကတင်ယူခဲ့သည့်အလေးချင်းဖြစ်ကြောင်းဟာတာလို့ပြောသည်ဝစ်ကသူတို့အဖွဲ့၏လိုင်ကူလမ်းပြအဖြစ်မိတ်ဆက်ပေးသည်သူကအဖွဲ့ဝင်များကိုရင်းနှက်ခြင်းသို့မဟုတ်လိုင်ကူထဲဝင်ရခြင်းကိုကြောက်ရွံ့သူရှိမရှိမေးမြန်းသည်အဖွဲ့သားအားလုံးကလိုင်ကူထဲသို့တခါမှမဝင်ဘူးကြောင်းပြောကြသည်ဆာယာကရေထဲတွင်ဘာတွေဖုံးကွယ်နေနိုင်မလဲဆိုတာကိုစိုးရိမ်နေသည်ဝစ်ကလိုင်ကူအတွင်းရှိရေသည်အနက်ဆုံး15မီတာခန့်သာရှိကြောင်းရှင်းပြပြီးစိတ်ချစေသည်ဝစ်ကပထမဆုံးလိုင်ကူဝင်မိသူများအတွက်ပုံမိုလွယ်ကူသည့်အစိမ်းရောင်လမ်းကြောင်းကိုရွေးချယ်ရန်အကြံပြုသည်သို့သောအက်ဒရီယန်ကပုံမိုခက်ခဲသည့်အနီရောင်လမ်းကြောင်းကိုသွားလိုကြောင်းတိုက်တွန်းသည်ဝစ်ကမိုးဥရာသည့်ရေကြီးမှုကြောင့်အနီရောင်လမ်းကြောင်းကိုပိတ်ထားရကြောင်းသတိပေးသည်ဒါပေမဲ့မတ်ကပိုစိတ်လှုပ်ရှားဖို့ကောင်းသည့်အနီရောင်လမ်းကြောင်းကိုပဲသွားချင်ကြောင်းပြောသည်နောက်ဆုံးတွင်ဝစ်ကစိတ်မပါတော့လဲသူတို့ကိုအနီရောင်လမ်းကြောင်းမှလမ်းပြပေးရန်သဘောတူလိုက်ဝစ်ကသူတို့ကန်ကောင်းခဲ့ကြောင်းပြောသည်မုန်တိုင်းကြောင့်လိုင်ကူကိုယမန်နေ့ကပိတ်ထားခဲ့ရပြီးနောက်နေ့မှလည်းထိုင်းနှစ်တကူကြောင့်ထပ်ပိတ်မိဖြစ်ကြောင်းပြောသည်သူကဆာရာကိုကြောက်လာရင်ငါ့ကိုလာရှာဟုပြောသည်သူကဒီနေရာကိုအပြာရောင်ဥမင်ဟုခေါ်ကြောင်းရှင်းပြသည်ဖြူရောင်တဲပေါ်ကိုကျလာတဲ့နေရောင်ကြီးကအပြန်လန်းကိုအမြဲပြသပေးတဲ့ကြောင်းလဲဆိုသည်အချိန်တန်ကြာပြီးနောက်သူတို့သည် Devil's Mill ဟုခေါ်သည့်အဓိကခန်းမသို့ရောက်ရှိကြသည်ဝစ်ကသူတို့ကိုအယိုးလိုင်ကူထဲသို့ဆက်လက်ဦးဆောင်သွားသည်ထိုနေရာတွင်လူအယိုးအစ်များမြေကျန်းအောက်တွင်ပြန့်ကျဲနေသည်ဝက်ကရှေးရခင်ကမြေပြိုပေါက်တစ်ခုဖြစ်ပေါ်ခဲ့ပြီးရွာတရွာလုံးပျက်စီးသွားခဲ့ကြောင်းရှင်းပြသည်ဒီလိုင်ကူထဲမှာငါတို့ကဧည့်သည်တွေပဲလိုင်ကူကသာတကယ်အရှင်သခင်ဂျိမ်းစ်ကအယိုးများကိုကြည့်ပြီးဟာတာလုပ်တော်လဲဝက်ကအလွန်လေးနဲ့တတိပေးသည်မတ်ကကြောက်နေသောဂျိမ်းစ်ကိုတေးပြီးသားလူတွေကဘသူ့ကိုမှမထိခိုက်နိုင်ဘူးဟုနှစ်သိမ့်သည်ထို့နောက်ဂျိမ်းစ်မတော်တဆကြောက်တုံးတုံးကိုထိမိသဖြင့်ကြောက်ပြိုကျမှုအသေးစားတစ်ခုဖြစ်ပေါ်လာသည်ဝက်ကတကယ်သာကြောက်ပြိုရင်ဒီမှာရှိတဲ့လူတိုင်းအသက်ဆုံးရှုံးနိုင်တယ်ဟုတတိပေးသည်ရှေ့ကမ်းမသို့ရောက်သောအခါအနံ့ဆိုးကြီးတစ်ခုကိုအားလုံးသတိထားမိကြသည်ဝက်ကပင်လယ်မှဝင်လာသောငါးသည်များ၏အနံ့ဖြစ်ကြောင်းရှင်းပြသည်ဆာရာကဒီလိုင်ကူသည်ပင်လယ်နှင့်ဆက်သွယ်နေကြောင်းသဘောပေါက်သွားသည်ဝက်ကပင်လယ်ထွက်ပေါက်သည်အလွန်မြင့်နေကြောင်းပြောသည်မုန်တိုင်းကြောင့်ပင်လယ်ရေများလိုင်ကူထဲသို့ဝင်လာခဲ့ပြီးနောက်ပိုင်းရေချိုးဝင်လာသဖြင့်ထိုငါးများအားလုံးတေဆုံးသွားကြောင်းရှင်းပြသည်ထို့နောက်ဝက်ကသူ့တငယ်ချင်းတစ်ယောက်ကဆာရာကိုအထူးဂရုစိုက်ပေးဖို့အပိုငွေပေးခဲ့ကြောင်းဝန်ခံသည်ဆာယာကသူမဘာသာခရီးစရိတ်ပေးထားသူဖြစ်ကြောင်းပြန်ပြောသည်ဝက်ကအခုကစပြီးအထူးခွင့်ရေးမရှိတော့ဘူးဟုပြောသည်ရေချိုသည်ဆာရာ၏ဂျယ်လီငါးကြိုက်တန်ရာကိုအနှဲငယ်တက်တာစေသည်ဆာယာကသူမမသိဘဲဝက်ကိုပတ်စံပေးထားသည့်မတ်ကိုရင်ဆိုင်မေးမြန်းသည်သူမကမတ်တီသူမကိုကလေးတစ်ယောက်လိုဆက်ဆံနေသည်ဟုဆွဆွဲသည်ရုတ်တရက်အက်ဒရီယန်ကရေထဲတွင်တစုံတစ်ခုကသူမ၏ရေကူးဖက်နှက်ကိုထိသွားသည်ဟုအော်ဟစ်သည်အဖွဲ့သားများစစ်ဆေးကြတော့လဲထူးခြားသည့်အရာတစ်ခုမျှမတွေ့ရပေဝက်ကဒီလိုင်ကူများသည်ရှေးဟောင်းထုံးကြောင်များဖြင့်ဖွဲ့စည်းထားသောအလွန်ပျက်စီးလွယ်သည့်မြေပြိုလိုင်ကူများဖြစ်ကြောင်းရှင်းပြသည်ရေကူးနေစဉ်အက်ဒရီယန်၏ခြေထောက်ကိုကြောက်ချုံတစ်ခုကရှသွားသည်ဂရက်ကငယ်စဉ်ကတည်းကတွေးမြင်လျင်အလွန်ကြောက်တတ်သူဖြစ်သည်ဆာရာကဒဏ်ရာကိုတိတ်ဖြစ်ပတိကပ်ပေးသည်ဝက်ကလုံခြုံရေးစည်းမျဉ်းအရဒဏ်ရာရသူရှိလာလျင်ပြန်လှည့်ရမည်ဟုပြောသည်သို့သောမတ်ကနောက်ဆုံးလိုင်ကူကိုသူတယောက်တည်းသွားစစ်ပြီးမှပြန်မည်ဟုအဆိုပြုသည်နောက်ဆုံးတွင်အဖွဲ့သားအားလုံးကနောက်ဆုံးလိုင်ကူကိုအတူတူသာဆက်သွားရန်သဘောတူလိုက်ကြသည်အဖွဲ့သားအားလုံးက Greg စိတ်တည်ငြိမ်လာစေရန်သူ၏စိတ်ဖြေမှန်တန်ကိုအတူတကွရွတ်ဆိုကြသည်ငါလုံခြုံတဲ့ထို့နောက်အားလုံးကအလင်းမီးများကိုပိတ်လိုက်ကြရာလိုင်ကူအတွင်းရှိအလင်းရောင်တောက်ပသောတဘာဝအလှကိုမြင်တွေ့ရသည်ဆာယာကမတ်စီစဉ်ခဲ့သည့်ဒီခရီးဟာတကယ်ကိုတန်ဖိုးရှိခဲ့ကြောင်းဝန်ခံသည်ရုတ်တရက်အော်ဒန်တစ်ခုထွက်ပေါ်လာသည်ဝက်၏ရေငုပ်ဖော်တဦးသည်ရေအောက်တွင်တစုံတစ်ခု၏တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်သွေးများသည်ရေထဲသို့ပြန့်နှံ့လာသည်ဝက်ကအားလုံးကိုရေထဲမှချက်ချင်းထွက်လာရန်အမိန့်ပေးသည်ဆာရာကဒဏ်ရာရသည့်ရေငုပ်သမားကိုပြန်သွားကယ်တင်သလားဟုမေးသည်ဝက်ကထိုင်းဘာသာဖြင့်စကားတစ်လုံးတိုးတိုးလေးပြောလိုက်သည်ပြီးမှအင်္ဂလိပ်လိုပြန်ပြောသည်ငါးမန်းဆာရာကဒီလိုင်ကူထဲကိုငါးမန်းဘယ်လိုရောက်လာတာလဲဟုအံ့ဩစွာမေးသည်ဝက်ကငါးမန်းအချို့သည်ပင်လယ်ရေနှင့်ရေချိုနှစ်မျိုးစလုံးတွင်အသက်ရှင်နိုင်ကြောင်းရှင်းပြသည်
မတ်ကဒီတဲကိုဘလို့ဝင်လာတာလဲဟူဟာတာလို့တလို့ပြောတော့လဲအတန်ထဲတွင်စိုးရိမ်မှုပြည့်နေသည်သူကအခုငါတို့ဘာလုပ်ကြမလဲဟူဝတ်ကိုမေးသည်ဝတ်ကသူတယောက်ထဲသာအားလုံးကိုလုံခြုံစွာခေါ်ထုတ်နိုင်မည်ဟုပြောသည်သို့တော့မတ်ကရေထဲသို့ပြန်မဝင်တော့ဟုပြတ်သားစွာညင်းဆိုသည်နောက်ဆုံးတွင်ဝတ်ကမင်းတို့လိုက်မလိုက်ငါတော့အခုသွားမယ်ဟုပြောပြီးထွက်သွားသည်ခဏအကြာတွင်အက်ဒရီယန်ကဝတ်ပြောက်သွားကြောင်းသတိထားမိသည်ဆာယာကဝတ်သည်သူတို့ကိုတကယ်စွန့်ပစ်သွားမည်ကိုမယုံနိုင်ဖြစ်နေသည်ဂရက်ကသူ့ကိုပဲထားခဲ့ပြီးကြံတဲ့သူတွေထွက်ပြေးကြဖို့တောင်းဆိုသည်ဒါပေမဲ့ James ကလက်မခံပဲငါတို့အားလုံးအတူတူပြန်ထွက်မယ်ဟုပြောသည်သူတို့သည် Greg ကိုကူညီပြီးကြောက်တုံးများကိုကြော်ဖြတ်ကြသည်ထို့နောက် Greg သည်အပေါ်အသက်ကအင်ဂျီယူရန်အဖွဲ့နှင့်ခဏခွဲသွားသည်ရုတ်တရက်လိုင်ကူအတွင်းမှကြောက်မက်ဖွယ်အော်တန်ကြီးထွက်ပေါ်လာသည်ငါးမန်းသည် Greg ကိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်အက်ဒရီယန်ကဘာဖြစ်သွားသည်ကိုမသိပဲမထွက်သွားနိုင်ကြောင်းပြောသည်သို့တော့သူတို့တွေ့လိုက်ရသည်မှာရေပေါ်တွင်မျောနေသော Greg ၏အသက်ကအင်ဂျီသာဖြစ်သည်James ကငါးမန်းကိုမြင်လိုက်ပြီးရင်းသည် Bull Shark နွားငါးမန်းဖြစ်ကြောင်းပြောသည်သူကဒီငါးမန်းမျိုးဟာအရင်ကပြောခဲ့သလိုပင်လယ်ရေနဲ့ရေချိုနှစ်မျိုးစလုံးမှာအသက်ရှင်နိုင်ကြောင်းရှင်းပြသည်ထို့ပြင်ရင်းတို့သည်အလွန်ရန်လိုပြီးအန္တရာယ်များသောငါးမန်းမျိုးဖြစ်ကြောင်းလည်းထပ်ပြောသည်အက်ဒရီယန်ကမျက်ရည်ကျက Greg ကညတိုင်းသူ့အမေစီဖုန်းဆက်နေကြပါဟုငိုယိုပြောသည်မတ်ကဝက်ကငါတို့ကိုတကယ်ပဲပြစ်ထားခဲ့တာကိုမယုံနိုင်ဘူးဟုပြောသည်ဆာရာကဒါပေမဲ့အဲ့ဒီအချိန်မှာဘယ်သူမှသူပြောတာကိုနားမထောင်ခဲ့ကြဘူးလေဟုပြန်ဖြေသည်မျှော်လင့်ချက်မပြောက်သေးသောမတ်ကဝက်ကငါတို့ထက်ရေကူးပုံမြန်တယ်သူအကူကြီးသွားခေါ်လာမှတေချာတယ်ဟုပြောသည်ထို့နောက်ဆာရာကိုမင်းပါကိုကြည့်နေတာလဲဟုမေးသည်ဆာရာကဝက်ဘယ်လန်ကထွက်သွားနိုင်လဲဆိုတာကြည့်နေတာရှေ့မှာငါးတေလိုင်ကူရှိတယ်ဟုပြောသည်အဲ့ဒီနောက်လင်းတို့လိုင်ကူရှိတယ်ပြီးရင်ထွက်ပေါက်နဲ့အရန်နီးသွားပြီးသူဒီလန်ကထွက်သွားတာဖြစ်နိုင်တယ်ဒီလိုင်ကူတွေကပြားအောင်လိုပဲလမ်းကြောင်းတွေအများကြီးခွဲထွက်နေတယ်ဟုဆာရာကဆက်ပြောသည်တစ်ဖက်တွင်ဝက်သည်ကျင်းမြောင်းသောလိုင်ကူလမ်းကြောင်းတစ်ခုတည်းသို့ရေကူးသွားသည်သူရေအောက်သို့ငုတ်ဆင်းလိုက်ရာရုတ်တရက်ငါးမန်းနှင့်မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်ဝက်သည်အပေါ်သို့အသေးအတန်တက်ရန်ကြိုးစားတော်လဲချော်ကျပြီးရေထဲသို့ပြန်ကျသွားသည်ငါးမန်းကချက်ချင်းတိုက်ခိုက်ကသူ့ကိုတပ်ပစ်လိုက်သည်အဖွဲ့သားများသည်ဝစ်ဤအော်ဒန်ကိုကြားလိုက်ကြသည်ဘာဖြစ်သွားသည်ကိုသဘောပေါက်သွားသောဆာရာကဝမ်းနည်းစွာဘသူမှငါတို့ကိုလာမကယ်တော့ဘူးဟုပြောသည်ထို့နောက်သူမကနောက်လိုင်ကူသည်ပင်လယ်ထဲသို့ထွက်ပေါက်ရှိကြောင်းပြောပြသည်မတ်ကငါတို့မှာလိုင်ကူမြေပုံတော့ရှိတယ်ဒါပေမဲ့ပင်လယ်မြေပုံမရှိဘူးထွက်ပေါက်ကဘယ်နေရာကိုရောက်သွားမလဲဆိုတာမသိနိုင်ဘူးဟုပြောသည်ထို့နောက်အက်ဒရီယန်ကိုမင်းဒီမှာပဲနေခဲ့ငါတို့သွားပြီးအကူကြီးခေါ်လာမယ်ဟုပြောသည်James ကငါတို့အားလုံးဒီမှာပဲစောင့်နေကြရင်မကောင်းဘူးလားဝတ်ပြန်မလာတာကိုတယောက်သတိထားမိရင်အကူညီလာမှာပဲဟုပြောသည်မတ်ကသဘောတူပြီးမြေပုံကိုတောင်းသည်သို့တော့ James ကဆာရာဘက်မှရက်တီပြီးဒဏ်ရာရပြီးတွေးထွက်နေတဲ့တငယ်ချင်းတယောက်ကိုဒီလိုထားခဲ့တာမမှန်ဘူးဟုပြောသည်စိတ်တူသွားသောမတ်ကဒါဆိုငါတယောက်ထဲသွားမယ်ဟုပြောပြီးမြေပုံကိုလှမ်းယူလိုက်သည်အက်ဒရီယန်ကမလုံနဲ့ဟုပြောပြီးမြေပုံကိုလူယူရန်ကြိုးစားသည်သို့တော့ဟန်ချက်ပြက်ကရေထဲသို့ပြုတ်ကျသွားသည်နောက်ဆုံးအချိန်တွင်ကြံသူများကသူမကိုကြောက်စင်ပေါ်သို့ဆွဲတင်နိုင်ခဲ့သည်ထိုအချိန်တွင်ငါးမန်းသည်သူတို့အောက်ရှိကျင်းမြောင်းသောကြောက်ကြားတွင်ညက်သွားသည်ခဏအကြာတွင်အက်ဒရီယန်သည်ခြေချော်ကရေထဲသို့ထပ်မံပြုတ်ကျသွားသည်ငါးမန်းကကြောက်ကြားမှလွတ်မြောက်လာပြီးသူမကိုပြင်းထန်စွာတိုက်ခိုက်ကတပ်ပစ်လိုက်သည်ကြံရှိသောဆာရာမတ်နှင့်ဂျိမ်းစ်တို့သည်အက်ဒရီယန်တေဆုံမှုအတွက်ဝမ်းနည်းပူဆွေးကြသည်ဆာယာကမြေပုံကိုကောက်ယူပြီးတိုးတိုးလေးပြောသည်ငါဘဝမှာလူတစ်ယောက်တည်တာကိုတခါမှမမြင်ဘူးအခုတော့နှစ်ယောက်တောင်မျက်စိရှိမှတည်သွားတာမြင်လိုက်ရပြီဆာယာကပင်လယ်ထွက်ပေါက်ဘက်ကိုသွားတင်တယ်လို့အခိုင်အမာပြောသည်ဒါပေမဲ့မတ်ကခေါင်းခါပြီးငါးမန်းလိုက်မလာနိုင်တဲ့ပြားအုံလိုင်ကူဘက်ကိုသွားရမယ်လို့ပြောသည်ဆာရာကပင်လယ်ထွက်ပေါက်ကပုံနီးကြောင်းပြန်ပြောသည်မတ်ကငါးမန်းဟာပင်လယ်ဘက်ကနေဝင်လာတာဖြစ်ပြီးအပြင်မှာဒီထက်ပိုတဲ့ငါးမန်းတွေတောင်စောင့်နေနိုင်တယ်လို့ယုံကြည်ကြောင်းပြောသည်ဆာရာကကျင်းမြောင်းတဲ့လိုင်ကူထဲမှာပိတ်မိနေခြင်းထက်ပင်လယ်ပြင်ကျဲထဲမှာငါးမန်းကိုရှောင်ရတာကအသက်ရှင်လွတ်မြောက်နိုင်တဲ့အခွင့်အရေးပိုများတယ်လို့ညင်းဆိုသည်ဂျိမ်းစ်ကအမှန်ပြောရရင်ဆာရာပြောတာကအတော်လေးအတိတ်ပဲရှိတယ်လို့ငါထင်တယ်ဟုပြောသည်မတ်ကဒေါသတကြီးပြန်ပြောသည်မင်းပြောချင်တာကငါတငယ်ချင်းတွေကိုငါမဆောက်ရှောက်နိုင်ဘူးလို့လားမင်းအမြဲဒီလိုပဲအရာအလုံးကိုအတိတ်ပဲလွဲအောင်လှည့်ပြောတတ်တယ်မင်းနဲ့အတူရှိနေရတာတကယ်ပင်ပန်းတယ်မတ်ကရေထဲသို့ဆင်းလိုက်သည်ဆာယာကသူမကိုမသွားဖို့အသေးအတန်တောင်းပန်သည်ဂျိမ်းစ်ကမတ်ကိုတယောက်တည်းမသွားခွင့်မပေးနိုင်ဘူးဟုပြောသည်အခြားရွေးချယ်စရာမရှိတော့သဖြင့်ဆာရာလည်းသူတို့နောက်သို့လိုက်သွားသည်ဆာရာကပင်လယ်ထွက်ပေါက်ဘက်ကိုလက်ညှိုးထိုးပြပြီးမြေပုံကိုမတ်ထံပေးလိုက်သည်ပြီးတော့ဒါပေမဲ့မင်းပြောတာလည်းမှန်ပါတယ်ဟိုဘက်မှာဘာရှိမလဲဆိုတာငါတို့မသိဘူးဒါကြောင့်ဒီတစ်ခါတော့မင်းရဲ့အစီအစဉ်တိုင်းလုပ်ကြမယ်ဟုပြောသည်မြေပုံကိုတေချာပြန်ကြည့်ပြီးနောက်မတ်ကသူတို့ဟာအယိုးလိုင်ကူထဲမှာရှိနေပြီးအဲ့ဒီနေရာကပြားအုံလိုင်ကောင်းနဲ့ဆက်သွယ်နေကြောင်းသဘောပေါက်သွားသည်သူမကမြေပုံပေါ်မှာရေအောက်ဝင်ပေါက်တစ်ခုအမှတ်သားလုပ်ထားတာကိုတွေ့ကြောင်းပြောသည်ထို့နောက်ဂျိမ်းစ်နဲ့ဆာရာကိုခဏဆောင်ပါငါအရင်သွားစစ်ကြည့်လိုက်မယ်ဟုပြောသည်ရေမျက်နှာပြင်ပေါ်သို့ပြန်တက်လာပြီးနောက်မတ်ကသူမရှာနေတဲ့နေရာကိုတွေ့ပြီလို့ပြောသည်သူတို့၃ယောက်လုံးရေထဲသို့ပြန်ငုပ်ပြီးအပေါက်ဝအထိရေကူးသွားကထိုနေရာမှရေမျက်နှာပြင်ပေါ်သို့ပြန်တက်လာကြသည်မတ်ကအဲ့ဒီနေရာကနေအပေါ်ကိုတက်ရမယ်လို့ပြောသည်သူတို့၃ယောက်တတိထားပြီးအပေါ်သို့တက်ကြရာနောက်ဆုံးတွင်ကျင်းမြောင်းသောဂူလန်းကျောင်းတစ်ခုကိုရောက်ရှိသွားသည်သူတို့ဂူလန်းကျောင်းထဲသို့သွားကြသည်ဒါပေမဲ့မိနစ်အနည်းငယ်အကြာတွင်ဂျိမ်းစ်ကမတော်တဆခြေထောက်နဲ့ကြောက်တုံးတုံးကိုထိမိသဖြင့်ကြောက်တုံးများအဆက်မပြတ်ပြိုကျလာပြီးနောက်ပြန်ထွက်နိုင်တဲ့လမ်းကိုလုံးဝပိတ်ဆို့သွားသည်ထို့နောက်သူတို့မှတ်တုံတန်တွေကိုကြားလိုက်ရသည်ဒါဟာနေ့အလင်းရောင်ရောက်နေပြီလားစိတ်လှုပ်ရှားသွားတဲ့မတ်ကပုံမြင်မြန်တွားသွားတော့လဲသူမအောက်ကဂူချမ်းပြင်ကရုတ်တရက်ပြိုကျသွားသည်အောက်ဖက်မှာဆာယာကငါးမန်းကိုတွေ့ပြီးမတ်ကိုမလှုပ်ဖို့တတိပေးသည်မတ်ကကြောက်လန့်လွန်းလို့တကိုယ်လုံးတုံရင်းနေချိန်မှာဆာယာကသူမကိုအားကုန်ဆွဲထားသည်ငါးမန်းထွက်သွားပြီးနောက်ဆာယာကလက်လွတ်တော့မယ်လို့ပြောပေမဲ့သူတို့နှစ်ယောက်လုံးမတ်နဲ့အတူခုန်ဆင်းမယ်လို့အာမခံသည်ပြီးတော့ထွက်လန်းရှိမရှိစစ်ဆေးဖို့သူမအရင်ငုတ်သွားမယ်လို့ပြောသည်ဒီအောက်မှာဂူလန်းကျောင်းတစ်ခုရှိတယ်
လေရှူလို့ရတဲ့နေရာလည်းရှိပြီးငါမြင်နေရတယ်သူတို့၃ယောက်ရေထဲသို့ငုပ်ပြီး10မိနစ်ခန့်ရေကူးပြီးနောက်လေရှူရန်ရေမျက်နှာပြင်ပေါ်သို့ပြန်တက်လာကြသည်ငါအရှိကိုအရင်ကူးသွားပြီးဘလောက်ဝေးသေးလဲသွားကြည့်မယ်ဂျိမ်းစ်ကမတ်ကိုငါတို့အသက်ရှင်မထွက်နိုင်ခဲ့ရင်မင်းကိုပြောချင်တာတခုရှိတယ်လို့စတင်ပြောပေမဲ့မတ်ကငါတို့တေချာပေါက်အသက်ရှင်ထွက်မယ်လို့ကြားဖြတ်ပြောလိုက်ပြီးကောင်းပြီဒီကူလမ်းကြောင်းတစ်လျှောက်လုံးမှာလေရှူလို့ရတဲ့နေရာလေးတွေရှိတယ်သူတို့ပြန်ငုပ်ကြသည်ရေကူးနေစဉ်စာရရဲ့ဒူးကချွန်ထက်တဲ့ကြောက်တုံးတုံးကိုအပြင်းအထန်တိုက်မိသွားသည်ရုတ်တရက်ငါးမန်းကသူတို့စီသို့အရှိန်ပြင်းစွာတိုက်ခိုက်လာသည်သူတို့၃ယောက်အသေးအတန်ရုန်းကန်ထွက်ပြေးပြီးလေရှူရန်ရေမျက်နှာပြင်ပေါ်သို့ပြန်တက်လာကြသည်စာရကသူတို့ကိုမရက်ပဲဆက်ရွရမယ်လို့ပြောသည်ဆက်လက်ရေကူးနေစဉ်ငါးမန်းကစာရရဲ့ရေကူးဖက်နှက်ကိုကိုက်မိပေမဲ့သူမကရုံထွက်ပြီးလွတ်မြောက်နိုင်ခဲ့သည်သူတို့ထွက်ပေါက်ဘက်သို့ရောက်လာချိန်မှာဂျိမ်းစ်ကကျင်းမြောင်းတဲ့အပေါက်ကိုတိုးဝင်ဖို့ကြိုးစားနေစဉ်ကြောက်တုံးတုံးပြိုကျလာပြီးသူ့ကိုဖိမိသွားသည်စာရာကသူ့ကိုသူမရဲ့အောက်ဆီဂျင်ပေးပြီးကြောက်တုံးကိုအသေးအတန်ဖယ်ရှားရန်ကြိုးစားသည်သူမနဲ့မတ်စ်တို့နှစ်ယောက်ပေါင်းပြီးဆွဲထုတ်ဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပေဂျိမ်းစ်ကဝမ်းနည်းစွာခေါင်းခါပြီးမတ်စ်ကိုငါမင်းကိုချစ်တယ်လို့ပြောသည်ပြီးတော့စာရာကိုဆက်သွားပါလို့တိုက်တွန်းသည်မတ်စ်ကမျက်ရည်ကျပြီးငိုကြွေးနေချိန်မှာစာရာကသူမကိုစိတ်ငြိမ်အောင်နှာခေါင်းကနေအသက်ရှူလို့ပြောသည်သူတို့နှစ်ယောက်ရေထဲကိုပြန်ငုပ်ကြသည်ရေမျက်နှာပြင်ပေါ်ပြန်တက်လာတဲ့အခါဝေါ့ရဲ့တဝက်တစ်ပြက်စားခံထားရတဲ့အလောင်းကိုတွေ့လိုက်ရသည်စာရာကချက်ချင်းအကြံထုတ်ပြီးဝေါ့ရဲ့အလောင်းကိုငါးမန်းဘက်ပစ်ပေးလိုက်တဲ့ဖြင့်ငါးမန်းရဲ့အာယုံကိုလွှဲနိုင်ခဲ့သည်သူတို့ပြန်ငုပ်ပြီးခဏကြာရေကူးသွားကနောက်ဆုံးမှာရေမျက်နှာပြင်ပေါ်သို့ပြန်တက်ပြီးကြောက်ဆောင်ပေါ်တက်ကအသက်ရှူအနားယူကြသည်ဒါကငါတို့အထရီယန်ကိုဆုံးရှုံးခဲ့တဲ့ကြောက်ဆုံးကိုပဲဒါက Devil's Mouth ပဲပြီးတော့ဟိုဘက်ကသမုတ်တရားထွက်ပေါက်ငါတို့အစနေရာကိုပဲပြန်ရောက်လာပြီစာရာကသူမရဲ့အိတ်ကိုဖွင့်ပြီးကင်မရာကိုရေထဲပစ်ချလိုက်သည်ထို့နောက်ပစ္စည်းတွေကိုစီစစ်ကမရှိမဖြစ်လိုအပ်တာတွေကိုပဲယူထားသည်မတ်ကဂျိမ်းစ်တေဆုံးမှုအတွက်သူမကိုအပြစ်တင်သလားလို့မေးသည်စာရာကမတင်ဘူးလို့ဖြေသည်မတ်ကမျက်ရည်တွေနဲ့ငါသူ့ကိုကယ်ဖို့တကယ်စူးစမ်းခဲ့တာလို့ပြောသည်ဒါပေမဲ့ငါတို့မင်းပြောတဲ့နည်းကိုလိုက်လုပ်ခဲ့ပြီးအခုအစနေရာကိုပဲပြန်ရောက်လာတယ်ထွက်ပေါက်ကဟိုရှိမှာပဲရှိတယ်စာရာကအရှိလန်းကိုသွားစစ်ကြည့်နေစဉ်မတ်ကိုဒီနေရာမှာပဲစောင့်နေဖို့ပြောသည်အပြာရောင်ကူလန်းချောင်းကိုရောက်နေပြီဆိုတာသိလိုက်ရသည်သူတို့နှစ်ယောက်အမှောင်ထဲကရေကိုဖြည်းဖြည်းချင်းဖျက်လျှောက်သွားကြပြီးရေမျက်နှာပြင်ကိုမလုံမရှက်တတိထားကြသည်မတ်ကအမှောင်ထဲမှာဘာမှမမြင်ရဘူးလို့တူတူပြောသည်စာရာကလက်နေမီကိုခဏလေးပဲဖွင့်ပြီးချက်ချင်းပြန်ပိတ်ဖို့ပြောသည်ဒါမှငါးမန်းကသူတို့ကိုတတိမထားမိမှာဖြစ်သည်သူတို့အထရီယန်ရဲ့အသက်မဲ့အလောင်းကိုတွေ့လိုက်ရသည်မတ်ကအလိုလိုအော်မီတော့မဲ့အချိန်မှာစာရာကသူမရဲ့ပါးစပ်ကိုချက်ချင်းလက်နဲ့ဖုံးပိတ်လိုက်သည်ဟိုနေရာကိုမြင်လားငါတို့ကြောက်ဆက်တိုင်တွေကြားမှာပုံနေမယ်ငါးမန်းထွက်သွားတဲ့အထိစောင့်ရမယ်ဂူလန်းချောင်းထဲကိုငါတို့နောက်ကလိုက်မလာစေရဘူးဒါပေမဲ့မတ်ကစာရာရဲ့အစီအစဉ်ကိုလစ်လူရှုပြီးထွက်ပေါက်ဘက်ကိုရေကူးသွားသည်ငါးမန်းကသူမကိုချက်ချင်းမြင်သွားပြီးအရှိန်ပြင်းစွာလိုက်တိုက်ခိုက်လာသည်စာရာကငါးမန်းရဲ့အာယုံကိုသူမဘက်လွှဲဖို့အသေးအတန်ကြိုးစားသည်ငါးမန်းကမတ်ကိုလိုက်တိုက်နေစဉ်ကြောက်တုံးတွေကိုအကြိမ်ကြိမ်ဝင်တိုက်မိသဖြင့်ဂူကြောက်တွေပြိုကျပြီးဂူလန်းချောင်းပိတ်ဆို့သွားသည်ထို့နောက်စာရာကမိရှုတိုင်ကိုမိညှိလိုက်ရာငါးမန်းရဲ့အာယုံကမတ်စီကနေစာရာစီကိုပြောင်းသွားသည်စာရာကမတ်ကိုရေကူးနိုင်သေးလားလို့မေးသည်စိတ်ထိခိုက်လွန်းနေတဲ့မတ်ကတတိလစ်သွားသည်စာရာကမတ်ကိုသမုတ်တရားထွက်ပေါက်ဘက်သို့ဆွဲခေါ်သွားနိုင်ခဲ့သည်မတ်တတိပြန်ရလာတဲ့အခါသူမနဲ့ဂျိမ်းစ်တို့ Los Angeles ကိုအတူတူပြောင်းရွှေ့နေထိုင်ဖို့အိမ်မက်ဘယ်တော့မှမဖြစ်နိုင်တော့ဘူးလို့ငိုယိုပြောသည်စာရာကဒီနေရာကလွတ်မြောက်သွားရင်မင်းသွားခြင်းတဲ့နေရာကိုသွားနိုင်တယ်ငါတို့နှစ်ယောက်လုံးလည်းတငယ်ချင်းတွေကိုဆုံးရှုံးခဲ့ရတဲ့နာကျင်မှုနဲ့ဘလို့ဆက်ရှင်တန်ရမလဲဆိုတာတင်ယူဖို့အချိန်ရှိသေးတယ်လို့နှစ်သိမ့်ပေးသည်ထို့နောက်စာရာကသမုတ်တရားထွက်ပေါက်ကိုသွားစစ်ကြည့်မယ်လို့ပြောသည်သူမဘော်ကိုတက်ပြီးစစ်ကြည့်ရအောက်မှာကြောက်တုံးတွေပဲရှိနေသည်ကိုတွေ့ရသည်စာရာကအောက်မှာကြောက်တုံးတွေပဲရှိတယ်လို့ပြောသည်မတ်ကကျိုးနဲ့ဆင်းလို့ရမလားလို့မေးပေမဲ့စာရာကကျိုးကမလုံလောက်ဘူးလို့ပြန်ဖြေသည်မတ်ကမျက်ရည်ကျပြီးငိုယိုသည်စာရာကအခုချိန်ဟာရေကျချိန်ဖြစ်ပြီးနာရီအနေငယ်ကြာရင်ရေတက်လာမှဖြစ်လို့ရေအမြင့်ကလုံလောက်သွားပြီးဘေးကင်းစွာခုန်ချနိုင်မယ်လို့ရှင်းပြသည်ထို့နောက်မတ်ရဲ့ဒဏ်ရာရနေတဲ့လက်ကိုသတိထားမိပြီးသူမတယောက်တည်းပဲခုန်မယ်လို့ပြောလိုက်သည်အဲ့ရနိုးလာတော့မတ်ကငိုနေသည်ကိုတွေ့ရသည်မတ်ကငါဒီအောက်မှာတယောက်တည်းတည်ရတော့မယ်လို့ခံစားရတယ်လို့ပြောသည်စာရာကငါတို့နှစ်ယောက်လုံးဘယ်တော့မှမလုပ်ဘူးတဲ့အရာတစ်ခုကိုလုပ်ပေးပါငါ့ကိုယုံကြည်ပေးပါလို့ပြောသည်မတ်ကဒါဆိုမင်းအကူကြီးခေါ်ပေးမှလားလို့မေးသည်တေချာပေါက်ခေါ်ပေးမှာပေါ့မထွက်ခွာမီမတ်ကသူမဘဝတစ်လျှောက်လုံးအဖေနဲ့တငယ်ချင်းတွေအတွက်အမြဲတမ်းတန်မာတဲ့သူဖြစ်နေရမယ်လို့ယုံကြည်ခဲ့ကြောင်းဒါပေမဲ့စာရာကဘလောက်အထိတန်မာတဲ့သူဆိုတာအခုမှနားလည်ခဲ့ကြောင်းဝန်ခံသည်စာရာကခေါင်းညိတ်ပြီးအပေါ်ကိုစတင်တက်သည်ခုံချတော့မဲ့အချိန်မှာမတ်ကငါလဲလိုက်မယ်လို့လှမ်းអော်သည်စာရာကတက်ပြင်းချပြီးကျိုးကိုမတ်ထန်ပေးကခါမှာတင်းတင်းကြပ်ကြပ်ချီဖို့ပြောသည်သူမကိုယ်တိုင်လဲကျိုးရဲ့တစ်ဖက်ကိုသူမရဲ့ခါမှာချီပြီးမတ်ကိုတက်လာဖို့အချက်ပြသည်ဝမ်းနေစရာကောင်းစွာပဲငါးမန်းကမတ်ကိုတိုက်ခိုက်လိုက်ပြီးစာရာကိုပါရေထဲသို့ဆွဲချသွားသည်စာရာကချက်ချင်းသားကိုဆွဲထုတ်ပြီးသူတို့နှစ်ယောက်ကိုချိတ်ဆက်ထားတဲ့ကြိုးကိုဖျက်လိုက်သည်စိတ်ကြေကွဲသွားတဲ့စာရာကမျက်ရည်ကျပြီးငိုကြွေးနေသည်ဒါကအယိုးကူပဲငါတို့ကဒီနေရာရဲ့ဧည့်သည်တွေပဲသူကသာအရှင်သခင်ဒီကြောက်တုံးတွေပြိုကျသွားရင်ငါတို့လည်းတေးကြလိမ့်မယ်ရုတ်တရက်စာရာရဲ့စိတ်ထဲမှာအကြံတစ်ခုပေါ်လာသည်သူမကမတည်ငြိမ်တဲ့ကြောက်တုံးကြီးအောက်မှာနေရာယူပြီးသူမရဲ့သွေးကိုအုံပြုကငါးမန်းကိုသူမဘက်ဆွဲဆောင်သည်ငါးမန်းကရေထဲကခုန်ထွက်ပြီးသူမကိုတိုက်ခိုက်ဖို့လာချိန်မှာစာရာကရေထဲသို့ချက်ချင်းခုန်ချလိုက်သည်ထိုအချိန်မှာကူတစ်ခုလုံးပြိုကျလာပြီးငါးမန်းပေါ်ပြီးကျသွားသဖြင့်ငါးမန်းတေဆုံးသွားသည်သို့တော့ပြိုကျလာတဲ့ကြောက်တုံးတုံးကစာရာကိုထိမှန်သဖြင့်သူမတတိလစ်သွားသည်
အချိန်အတန်ကြာပြီးနောက်ဆာယာသတိပြန်ရလာသည်ဂူအတွင်းမှာအခြားထွက်ပေါက်တစ်ခုကိုတွေးလိုက်သဖြင့်အပေါ်ကိုတက်သွားသည်တစ်ပင်များဝန်းရံထားတဲ့ကမ်းခြေတစ်ခုကိုမြင်လိုက်ရပြီးသူမအလွန်စိတ်သက်သာရာရသွားပြီးနောက်ဆုံးတွင်လွတ်မြောက်နိုင်ခဲ့သည် နောက်ထပ်စိတ်ဝင်စားဖွယ် movie recap အပြည့်အစုံတွေကိုမလွတ်စေဘူး like and follow လုပ်ထားပေးပါဦးနော်